ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ပြောရမယ်ဆိုအတူတူပြန်လူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုတို့နိုင်ငံမှာလူငယ်တွေရဲ့အခန်းကဏ္ဍကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီဆိုလို့ရှိရင်လူငယ်အခန်းကဏ္ဍပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာလူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့လူအင်ဆန္ဒပေါ့လူကြီးတွေကတော့ကြောင်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြန်လူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်တိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုတ်လုတ်ပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှင်းစေနိုင်ပါတယ်လူကြီးရဲ့ကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလုတ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်နိုင်မလဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောင်းကြမှုတွေကိုအတိုင်းအတာတစ်ခုတည်းသူတို့နိုင်ငံတွေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေးခဲ့လဲဆိုတော့လူကြီးတွေကနိုင်ငံအကြီးအကဲတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တို့ကလက်ခံလိုက်တယ်။စက်ပြောလောက်ပါပြောလိုက်တယ်။အဲ့တော့လူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောင်းကြမှုတွေဒီနှစ်ခုကိုချိန်ညှိပြတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ညှိပေးနိုင်ရင်တော့ဒီဟာစီထပ်ပြီးတော့တိုးတက်လာမယ်လို့မြင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒါဝန်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းထားတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ဟောနော်ဒါဖလားငါးတန်းဖွံ့ဖြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်ဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လိုပဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိအမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်ဒါဒီလူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုဟန်ချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင်ဒါဒီပုံမတိုးတက်လာမယ်လို့ကျွန်တော်မြင်လူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဓာတ်ထက်ငြိမ်းချမ်းရေးကိုယ်နိုင်ငံဓာတ်ထက်ပါရာရေးအတွက်ဟောနော်မြည်သူကအတိမပြုသည်ဖြစ်စေအတိမမပြုသည်ဖြစ်စေမိမိတာဝန်ပဲအဲ့လိုခံယူပြီးတော့လှုပ်သွားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နိုင်ငံဘက်ကမီဒီယာ